Hello guys မြန်မာငွေ3,000 ဝန်းကျင်နဲ့skin care နောက်ပြီးတော့ cosmetic product ပုကျူလေးတွေပေါ့နော်အဲ့ဟာလေးနဲ့ပတ်သက်ပြီးတော့ဒါစုဝယ်လာခဲ့တဲ့ဟာလေးကြားမယ် Okay ဘယ်ကနေစပြောအောင်လဲဆိုတော့နံပါတ်1ဒါလေးကစုတို့တွေ main ကလေးတွေမှာလူတိုင်းသုံးဖြစ်တဲ့ဟာလေးစုဟိုဟာအဖက်မသုံးတာအောင်နော်ဒီလင်းငွေလေးကိုလည်းတိခံပြီးတော့ကြည့်ပေးပါဒီမှာ natural skin ဒီမှာ break out ဖြစ်နေတဲ့မဲစက်တွေမြင်ရမယ်နော်ဆိုတော့ဒါပထမဦးဆုံး item တစ်မျိုးဒါလေးရခဲ့တယ်100% Japan brand လေးပေါ့နော်100% cotton နဲ့လုပ်ထားတဲ့ဟာလေးပေါ့နော်ဆောင်းနေတော့နှက်ခမ်းနေချောက်တယ်နှက်ခမ်းနေလေဆိုလာနှက်ခမ်းနေကွဲတာကသေးရထက်တယ်ဒါကမစဒါကတော့ဝယ်ထားမှာမဟုတ်ဒါပေမဲ့အရင်ကောင်းနေ all time favorite အရှိမတော့ဟိုဆက်ဆက်ဦးဆုံးစုဘလို့လေးစားလုပ်နေဆိုပြီးတော့တယောက်တည်းရိုက်တော့အမဲလေးလားမသိဘူးသူက3မျိုးရှိရယ် blue let's go တဲ့နောက်ပါလေ black let's go နောက်တစ်ခုက grey let's go လား3ခုရှိ3យ៉ាងပေါ့နော်ဒီလိုတန်လေးနဲ့ applicator လေးနဲ့ညှိရင် fingerprint လေးနဲ့ညှိရုံပဲဆိုတော့ဒါလေးကောင်းတယ်နှက်ခမ်းနေ6ပြီးကိုယ်ရတာအဲ့ဒါဆိုဒါတစ်မျိုးရခဲ့ပြီးတော့နောက်တစ်မျိုးကဒါလေး baby မိုင်းကအဲ့လိုဝိုင်းလေးအဲ့ဟာလေးကလေခေါင်းလျှော့ခင်ဒီလိုအစီလေးဒီခေါင်းကို hair ဝိုင်းအနေနဲ့သုံးတယ် good ကောင်းတယ်ပြီးတော့နောက်တစ်မျိုးက body scrub လုပ်ပြီးသွားပြီးဒီအသားအရန်ခြောက်နေတယ်လို့ခံစားရနေမှာဆိုရင်lotion နဲ့ရောပြီးလိမ့် lotion နဲ့လိမ့်ရင် body scrub လုပ်ပြီးသွားရင် white ဟိုဒီဘယ်လိုပြောမလဲ SPF ပါတဲ့ဟာတို့ဘာလို့စုမသုံးဖြစ်ဘူးအဲ့ဒါကြောင့်မလို့ body scrub ကိုဒီညနေပေါ့နော်တို့အိပ်ရာမဝင်ခင် before bedtime ပေါ့နော်အိပ်ရာမဝင်ခင်အချိန်မှာဒီ scrub လုပ်လိုက်တယ်ပြီးတော့ဒီ wine လေးကိုစိတ်ပြေးလက်ပြေးအသားလေးကိုလူပေးလိုက်တယ်ပြီးတော့မှအပေါ်ကနေ moisture ဖြစ်တဲ့ဟာကိုပဲသုံးတယ်ဒါတို့စုရဲ့သုံးတဲ့ပုံစံလေး share ပေးတာပေါ့နော်ဆိုတော့ညီမ2မျိုးပြီးတော့ makeup heavy makeup လေးနဲ့နေမှာဆိုလို့ရှိရင်လည်းသူ့ကို cleansing wine အနေနဲ့သုံးပြတယ်နောက်ပြီးသားလို့ရှိရင်ဒါကလည်းအရင်ရေးကြည့်ပါရနော်ဟိုကလေ hygiene အတွက်ကိုဒါလေးက main ကလေးပဲဖြစ်ဖြစ်ယောက်ျားလေးပဲဖြစ်ဖြစ်ဒီဆက်ရှိပြပြီးသွားလို့ပေါ့နော်ဒီဆိုလို့ရှိရင်ဒီ hygiene အတွက်ကဒါကလူတိုင်းမဖြစ်မနေသုံးပေးတင်ပါတယ်နော် knowledge လေဒါလူတိုင်းမှာအခုဆိုရင်တော့ရှိပြီလို့ထင်တယ်ဒါကလေကျမတို့လူအလုံးငန်းခွင်နောက်ကျောင်းစာတင်ခံနေရာမျိုးစုံမှာပေါ့နော်ဒီရဲ့ဒါမသုံးတဲ့လူရဲ့အနေငါတစ်ဖက်လူကိုလေအနှောက်အယှက်အရင်ဖြစ်စေရပေါ့နော်ဆိုတော့ဒါကတော့လူတိုင်းဖြစ်တဲ့အကြောင်းတူကိုတော့ဖြစ်မှာပါဒါပေမဲ့ဒါလေးကတော့မဖြစ်မနေသုံးပေးတဲ့နေရာမှာပါပါတယ်ဟာနော်ဒါလေးရတယ်3မျိုးပြီးတော့ရင်ဒါလေးဆိုလေဦးနောက်ပိုင်းဆိုဒါအမြဲသုံးဖြစ်တဲ့ထဲမှာဒါမဖြစ်မနေပါနေပြီ mascara အခုတော့ mascara ကောက်ထားတာသူ့ရဲ့ဒါ original မြတ်တာမှာဒါအဖက်မပါဘူးနော်ရိုးကင်မရာနဲ့ရိုက်ထားအဲ့ဒါကြောင့်မရုပ်တော့စိုးနေပြီဒီဟာလေးပါတယ်ပြီးတော့လို့ရှိရင်ဒါလေး makeup sponge ကဒီမှာခဏပျောက်တာနဲ့ခီးသွားလို့မိချန်ခဲ့ရနဲ့အရင်များလို့ဒါလေးဝယ်လာဒီ3ခုကိုမှ3000 4000လား5000လားမသိဘူးအဲ့ဒါလေးပဲပေးခဲ့ရတယ်ဒါလေးရယ်ပြီးတော့လို့ရှိရင် Centella တွေက original ပထမဆုံးဟာလေးလူတွေအရင်ကြိုက်ကြ maxi ဆိုင်ရကောင်မလေးကဒါရန်ကောင်းနေတုံးချီပါ sister ဆိုလို့ဒါလေးယူလာခဲ့တယ်နှခမ်းတော်နာနေပြီးတော့နောက်တစ်ခုက peptide ကတော့အသက်25နေစပြီးတော့အသက်30ကျော်40နာကတ်လာလေးဒီရဲ့မျက်လုံးသားကကြီးကင်းချီတော့ဒီဟာမှာအည်တန်တဲ့ကျမအတွက် DBS smile line နေဒါရစပြီလေဒါမျိုးဆိုရင်ဒီလို max လေးတွေညကပ်ပြီးစေးကနေပါရကြတော့ကိုကသွားလိသွားတာမရှိတဲ့လူအဲ့အတွက် budget ကိုမတက်နိုင်တဲ့လူဆိုရင်တေချာပုတ်ဒီလို max လေးကြီးကပ်ပေးတာနောက်တစ်ခုက guasha အဲ့ဒါနဲ့တနေ့ကို10မိနစ်15မိနစ်လောက်သုံးပြီးရပါတော့ဝိုင်းဖြစ်တဲ့ဒီမျက်နှာ message လုပ်လို့ရတဲ့ဟာလေးဆိုရင်တော့ the best ပါပဲเนาะဆိုလို့ရှိရင်ဒါလေးရယ်3ချက်ရเนาะနောက်တစ်ချက်ကကြတော့သူတို့ Hyaluron လို့ခေါ်တဲ့Korean brand လေးနဲ့တူရတော့ hydration ရန်ကောင်းတယ်လို့ပြောတယ်ဆိုတော့အဲ့ဒါလေးလည်းရခဲ့တယ်တန်နော်ဒီတင်ချန်လေးရနော်ပြီးတော့ဒီမှာblogger တွေတော်တော်များ review ပေးတယ်အရန်ကြိုက်ကြတယ်ဆိုပြီးတော့ YouTube မှာလည်းတွေ့ Instagram မှာလည်းတွေ့ရဒီ Korea က
essence ဆိုတဲ့ဟာလေးဒါလေးအရန်ကောင်းတယ်လို့ပြောရဲပေါ့နော်အဲ့ဒါနဲ့ဆိုကုန်ကန်ကြီးပြီဆိုပြီးတော့ဒါလေးဝယ်လာတယ် discount ရလို့ပေါ့။ तू ကအယောင်5မျိုးလားမသိဘူးရှိရဲ့နောက်ထပ် update ထွက်နေတဲ့ဟာလေးတွေပေါ့နော်။ဆိုတော့အဲ့ဒီမှာဒီ lemon ရောင် original brand ကြီးကအယောင်ကအကောင်းဆုံးဒါ best seller တွေမှာပါတယ်။နောက်ပြီးတော့လူသုံးများတဲ့မှာပါတယ်ပေါ့နော်။ဆိုရင်ပျက်စီးရဲ့လူတွေအတွက်အများဆုံးသုံးလို့တင့်တဲ့ဟာလေးပေါ့နော်။ပြီးတော့နောက်တစ်မျိုးကတော့Fisher Foam ကဒီဟာလေးက Sakura နဲ့လုပ်ထားတယ်နောက်ပြီးတော့ smooth ဖြစ်တယ် glowy ဖြစ်တယ်ဒါကြောင့်မလို့ဒါလေးဝယ်လာတယ်ကတော့ကြာဒီတော့ဆိုလို့ရှိရင်ဒီမှာသူဒီ skin care သုံးပြီးသွားလို့ရှိရင်ပေါ့နော်နည်းနည်းလေးကိုသုံးတဲ့ skin care လေးကကိုယ်နဲ့ match ဖြစ်နေတဲ့ခါကျတော့နည်းနည်းအခုလိုမျိုးကိုဒါဆို sun cream နဲ့လိမ့်ထားတယ် sun cream လိမ့်ပြီးတော့ blusher လိမ့်ထားတယ်ပေါ့နော်မနေ့8နိုင်လောက်ထိကလိမ့်ထားတယ်အခုနေ့လေခင်းလို့ကြော်နေပေါ့နော်ညနေခင်းကိုရောက်နေပြီပြီးတော့ तू ကသူကဒါအခြေအနေပြသူကအဲ့ two way တို့ press pounder တို့ဘာလို့ loose pounder တို့သုံးရတာတိတ်မကြိုက်ဘူးသုံးတယ်ဆိုပြီးခဏဖြစ်ဝယ်လိုက်တယ်ပြီးမသုံးရတော့ဘူးအဲ့လိုမျက်နှာကိုပိတ်ကြီးဖြစ်တယ် matte ဖြစ်တာမကြိုက်ဘူးအခုဒီမှာ original မျက်နှာဆိုရင်ဒီမှာမြင်ရတဲ့အတိုင်းပဲ breakout တွေမျက်နှာအရေးပြားပါတာဖြစ်တဲ့အတွက် breakout တွေကလည်းထွက်ပြီးသွားရင် तू ကမတည့်တာသုံးရထွက်တယ်ထွက်ပြီးသွားရင်လည်း तू ကတော်တော်နဲ့ तू ကမသွားဘူးဒီမှာအကြိုင်နေပျော်လုံးလို့မပျော်ရင် तू က6လလောက်နေပျော်ရင်တစ်နှစ်လောက်ကတော်တော်နဲ့အဲ့ဒါ scar တွေကတော်တော်နဲ့မပြောက်ဘူးအဲ့တော့ဒါပေမဲ့ဒီ Dasselmi က product လေးကိုကြိုက်လို့အဲ့ရအမ Dasselmi ပေါ့နော်ဒီဖနွမ်းပင်မြို့ကမ်ဘောဒီးယားမှာကိုစလေယူနီယံနဲ့ဖြစ်ပါတယ်ပေါ့နော် तू ကသဘောကောင်းနေ तू ကဒါလေးကိုလေဘယ်လိုပြောရမလဲသူစီမှာအမြင်အားပေးနေတဲ့ခါကျတော့ तू က recommend ပေးရပေါ့နော်ဒါလေးသုံးကြည့်ပါဒါလေးကအရင်ကောင်းမှာပါလို့ပြောတယ်အဲ့ဒါဆိုဝယ်လာကြည့်ပေါ့နော်တိတ်ကလေးခွာလိုက်မှာနော် Okay သူကအယောင်၄မျိုးလာတယ်၄မျိုးက1က all skin type 2ကcool undertone သမားတွေ3က light sun လာပါလားမသိဘူး3ကကြတော့1 undertone 5ကကြတော့အရန်ညိုတဲ့လူတွေ4ကအရန်ညိုတဲ့လူတွေအတွက်နဲ့တူတယ်နော်1 2 3 4ဆိုပြီးလာတယ်1မရခဲ့လို့စုကတော့2လေးယူလာခဲ့တယ်မသုံးခင်ပါလေစုဆိုများမှကြောက်လို့လက်ပေါ်မြင်ရလို့တင်တယ်အဲ့လိုစု texture လေးကို try ကြည့်ပါဆိုတော့အဲ့လိုမျိုးလေးအဲ့မျက်နှာလေးအဲ့လိုပြုံပြုံလေးဖြစ်နေတာဟောဒါတွေလိမ့်နဲ့ရရင်လေဘယ်လိုပြောမလဲပိတ်သွားတာကြီးကိုသဘောမကျနေဘူးဒါကြောင့်မလို့ဒီဟာကြီးကိုအဲ့လိုမျိုးသုံးလို့သုံးထားမရှိဘူးပေါ့နော်ဒါပေမဲ့အခုတော့သုံးချိလိုက်တဲ့အချိန်မှာမဆိုးတော့အရင်ပိတ်သွားတာမဟုတ်ဒီဘက်ကမသုံးတာဘူးနော်ဒီဘက်ကသုံးတာအဲ့ sometime ကိုပွဲတက်ကလေးပါလေးရှိတယ်ဆိုတော့အမြဲမပြောင်းချင်ဘူးဆိုတော့လုပ်လိုက်ပေါ့နော်ဒါပေမဲ့ကိုကအမြဲပြောင်းတာကိုအရင်ကြိုက်တဲ့type ထဲမှာပါတော့ဒီတစ်ခုဝယ်ပြီးသွားရင်ကိုအကြောင်းကိုသိလို့နောက်တစ်ခုထပ်ပြီးတော့အဲ့အတွက်ကိုမပြောင်းပါဘူးလို့ဝင်လာတာရှိပါတယ်ဒီဇိုင်းမီကထုတ်တယ်ပဲ setting spray အဲ့ဒါလည်းရခဲ့အဲ့ဒါကြတော့သူကဘယ်လိုပြောရမလဲဆိုတော့အရင်တော့ခါဟီဆိုတဲ့ဟာလေးစုသုံးမှုတယ်ဒီ setting spray ကလေလူတိုင်းဟိုအမျိုး main ကလေးတွေပေါ့နော်ဒါလေးတွေအရန်သုံးကြည့်ပါအရန်ကောင်းနေသူက makeup မtype ကြိုက်တဲ့လူဆိုလို့ရှိရင်လည်း makeup ကိုကြာရှည်ခံတယ်မရွေ့စေဘူး makeup မကြိုက်တဲ့လူတွေဆိုလို့ရှိရင် glowy finish ကိုလိုချင်တယ်ဆိုလို့ရှိရင်လည်းအဲ့ဒါဖြန်းအဲ့ဒီအရင်တော့ကာဟီသုံးတယ်နည်းနည်းလေးဈေးမြောက်သွားတော့သုံးဖြစ်တော့ဘူးဆိုတော့ကာဟီကရေမုံထွက်တာလည်းကောင်းနေပြီးတော့ကာဟီပြီးတော့လေဆိုရန်ကုန်မှာဆို Hearty Head က mix လာပါလားမသိဘူး X-spray လည်းအရင်ကောင်းနေအခုဒါကတော့အခု तू ကဒီမှာ dewy fix လို့ရေးထားတော့လေဖြစ်မဖြစ်ပေါ့နော် try ကြည့်မယ်ဟာဒီရေမုံကတော့အရင်များပြီးတော့အဲ့တော့အနံ့ပါတယ်တော့အနံ့လို့ဆိုတိတ်မကြိုက်ဘူးမျက်နှာတပီးသားတို့တော့ဖြစ်သွားလို့ပဲရေသူ့ကထွက်တဲ့ဒီပိုက်ကောင်းလေးကထွက်တဲ့အမုံကတအားများတယ်တအားများဖြစ်တဲ့အတွက်ကြောင့်မလို့နည်းနည်းရေရွှမ်းနေပေါ့အများကြီးထွက်တယ်ဟိုဟာလေးဆိုအဲ့လိုအမုံပုကျူလေးထွက်တာဆိုနည်းနည်းတော်သေးတယ်ဟဲ့မျက်နှာတပီးသားလို့ပြောတာမျက်နှာတပီးသားလို့တော့ဖြစ်သွားတယ်တော့ဒါဖြည်းဖြည်းပြီးချင်းဆိုလို့ရှိရင်သူကဟိုမလို့ရအောင်နော်ဟိုမျက်နှာဒါဆိုကကြာသွားပြီမို့လို့ဒီတိုင်းစမ်းလိုက်တာဒါပေမဲ့သူခဏခဏဖြန်းနေလေရတယ်အဲ့ကာဟီတော့ဆိုစုလေဟိုသူပြောင်းတာလေးကိုကြိုက်လို့စုအဲ့လုံးစင်းတော့မဆိုလဲပြန်နဲ့ခြားတာမကြည့်ဘယ်လောက်ထိလဲဆိုစပင်းနေတော့စိုးကုန်ပြီသူရဲ့ပိုက်ကတော့ရိုင်းကြိုက်တယ်လို့တော့မဟုတ်ဘူးနော်
ဒီမှာကြည့်ကြည့်သူပိုက်ကောင်းကချက်ချင်းလည်းမချဘူးဘာလို့လဲဆိုတော့သူကဒီပိုက်ကောင်းကနေထွက်လာတဲ့ဒီသူ့ရဲ့ setting spray လေးကတလဟိုးကြီးဆိုတော့မျက်နှာမှာချက်ချင်းမချဘူးပေါ့နော်အရေးပိုက်ကထွက်လာတာအလုံးလေးကြီးတော့လေဒါလေးကတော့ရင်းတက်တယ်တော့မဟုတ်ဒါပေမဲ့ match ဖြစ်မှာဆိုလို့ price လေးဆိုင်ရမစိုးထန်နေဆိုလို့ဒါပေမဲ့ကဟီလောက်တော့မကောင်းဘူးကဟီလောက်ပါလားမသိပါဘူးပန်းရောင်လေး KH EI လားပါလားမသိဘူးအဲ့လိုပုံစံလေးပေါ့နော်ကဲမဂလိုးသားဆိုတော့6သွားတဲ့အချိန်မှာတော့ဒီမှာဂလိုးတွေလိုပဲယူစားမှာပေါ့နော်သူလေး original camera လေးကိုပဲသုံးထားပါမယ်နော်အဲ့တော့ original ရုပ်ဆိုးနေတဲ့နေလေးကိုဒီခံလေးကိုကြည့်ရမယ်ကိုယ်ပိုင်လေးဝင်ဒီဝင်းကိုလည်းစူစားတော့ပို့ရမယ်ပေါ့နော်ကဲဟုတ်ပြီအဲ့တော့ဒီဟာလေးရရဲအဲ့တော့အမြဲတမ်း discount ချတဲ့ဆိုင်လေးပေါ့နော်ကိုကအခုခေတ်မှာကွာတက်လားဘာကင်လိုက်ကဈေးကြီးတယ်နေ4500ထက်ကပြီးမလို့ဘူးဘာ skin care ကိုကင်အဲ့လိုအချိန်မျိုးမှာကိုကရှော့လို့ရတဲ့ဘက်မှာဘတ်ဂျက်ကို short ပြီးသုံးချင်နေဆိုရင်တော့တေချာဘောက်ကဆိုကဟိုဘယ်လိုပြောမလဲကွာကိုရီးယားဥမာအမြဲတမ်းသုံးနေကြပစ္စည်းတွေကဒီနေ့နဲ့ဖြစ်နေတော့ဈေးကမတူဈေးအရင်တက်နေအဲ့အချိန်မှာကိုက short လို့ရတဲ့ဟာလေးတွေကို short မယ်ဥမာ quality ဥမာမျက်နှာသစ်ဆိုရင်ဒေါ်လာ450လောက်ဦးဒီကို3လားတော့မျက်နှာပေါ်မှာအကြိုင်းနေပြီစက္ကန့်ပိုင်းလောက်ပဲအလွန်ဆုံးကိုက60စက္ကန့်ပဲထားတာအရင်မပြေးဘူး brand လေးကောင်းနေ soft လည်းဖြစ်တယ်ဒီလိုဟာမျိုးမျက်နှာပေါ်မှာဆွဲကြံမနေဘူးပေါ့နော်အဲ့လိုဟာမျိုးဆိုလို့ရှိရင်တော့တေချာပေါက်ဒါမျိုးလေးကောင်းhey serum တို့ဘာလို့ကြာလိုအပ်တယ်ဆိုရင်ဒီလိုဈေးနည်းနည်းပြည့်ရဟာကိုတုံးပြီးတော့လို့ရှိရင်ဒီဒါတွေကတကယ်တော့ဆိုတာမတုံအပူပေါ့နော်ဒါပေမဲ့ဒါကိုအရင်ယူသွတ်တဲ့သူဆိုတော့ဒါတွေမြင်မနေနိုင်ဝယ်တဲ့အကျင့်ကလည်းပါနေတယ်အဲ့လိုဆိုရင်ကိုတက်တောင်းတက်တာနဲ့ review တွေအများကြီးဖတ်ဆိုင်ထဲမှာ3နာရီလောက်ကြာတယ်ဒီလေးဟာကိုထိုင်ဖတ်နေတာထိုင်ကုန်ယူပြီးတော့ပြီးမှစိတ်ချလက်ချဝယ်တာမစိုးဘူးเนาะဒီမှာကြီး6သွားတဲ့အချိန်မှာ glowy ဖြစ်တယ် good เนาะပြောလို့ရှိရင် mask ကတ်လို့အရှုံးမရှိဘူးကတ်တာကတ်ပြီးတော့ရင်ဒီဟာအရန်ကောင်းနေအများကြီးသုံးလို့ရတယ်အသားကြီးသုံးလို့ရတယ်သပင်သုံးလို့ရတယ်မိတ်ကပ်ဖြတ်တဲ့အချိန်မှာသုံးလို့ရတယ် scrub သုံးပြီးတော့တကူလုံးကို lotion သုံးလို့ရတယ်တချို့ဆိုလေဒီဒူးကောင်းနေတတောင်နေအဲ့ဒါမဲတယ်မလားအဲ့ဒါလေးညံ့ညံ့ကြရင်လူပြီးအိမ် soft ဖြစ်သွားပြီးတော့မဲတဲ့နေရာလေးကဟိုအရင်တော့6ကြီးနဲ့ပတ်ကြမအပ်နေတော့ဘဲနဲ့သူဟာလေးနဲ့တူ okay မှာဆိုပြီး hygiene အတွက်မဖြစ်မနေလိုအပ်တယ်ပြီးတော့ဒီဆိုလို့ရှိရင်ဒါလေးကကြတော့ဟိုခုနပြောလို့ပေါ့အကြာကြီးမတုံဆို2လ3လလောက်တုံးမှဆိုဝဲပလိုက်တယ်ဘာလို့လဲဆိုတော့ तू ကရှော့လိုက်ဖွက်လိုက်ဆိုပြေးတာလွယ်လို့ပေါ့နော်မိတ်ကပ်ခွန်ပြီးရင်ဒါလေးတွေလည်းတက်ကြည့်ပါနော်အရန်လွယ်ပြီးတော့တားလိုက်ကဲအဲ့တော့ဒီမှာကြည့်ပါအရန်ပြောရနော်အဲ့လိုမျိုးဆန်လေးအများကြီးမပေးရဘူးနဲ့ဒီလိုကိုကြိုက်တဲ့ပစ္စည်းလေးအများကြီးရတယ်ဆိုလို့ရှင်အဲ့ဒါလေးမဖြစ်မနေမဖြစ်မနေတဲ့ဟို discount ရတဲ့ item လေးတွေကိုအတွက်ပေါ့နော်အမျိုးသမီးအကုန်လုံးအလှပအရန်ရေးကြည့်ပါတယ်နော်ဒီရေပြားကအသက်ကြီးလာတာနဲ့အမျှရေပြားပျက်စီးလာတာတဘာဝရဲ့ဘေးရနေနောက်ပြီးတော့ကိုယ်တိုင်ရဲ့ကိုယ့်ရဲ့စိတ်ခံစားမှု stress များလာတဲ့ခါကျရင် break out ထွက်တယ်ဆိုလို့ရှိရင်လေပြီးတော့ရင်ဒီပတ်ဝန်းကျင်ကနေပြီးတော့ဒီမိကုံငွေဘာညာ lighting tourist sunban အဲ့တော့ deck spot လေး brown spot လေးတွေကအချိန်တန်သူပေါ်လာသူတို့တားလို့မြန်အဲ့တော့ဘာသုံးလဲဆိုရင်sun cream လေးနဲ့နိုင်သုံးပေးရမှာဖြစ်ပါတယ်အဲ့ဒါလေးတစ်ခုရှိမယ်ပြီးတော့လို့ရှိရင်နေဘူးရဲသွားလို့ရှိရင် UV lotion မဖြစ်မနေသုံးရမယ်ပြီးတော့ toner ဆိုရင်ကောင်းကောင်းလေးသုံးပြီးတော့ skin care နဲ့ပတ်သက်တာအများကြီးကိုယ်နဲ့လက်မမီဘူးဆိုရင်ကိုယ်နဲ့လက်မီရဲ့ထဲရမှာကိုယ်နဲ့ကိုက်ညီတဲ့ဟာကိုသုံးလိုက်တန်ရပြီဟို reset ကတော့ဒီနေ့တည်းသုံးပြီးမနောက်ဖြစ်မသုံးတော့ဘူးနောက်နေ့ကျရင်နောက်တစ်မျိုးပြောင်းလိုက်ရင်တော့မတူဘူးပေါ့နော်သုံးတဲ့နေရာမှာလည်း step by step ကိုဒီ skin care လေးတွေနဲ့ညံ့နာနေကိုသူတို့ဟိုမိတ်ဆက်ခွင့်အချိန်လေးပေးရမယ်ဥပမာတိုနာသုံးလိုက်တဲ့လူတွေကတိုနာသုံးတဲ့နေရာမှာလည်းသူ့ကအရေးကြီးသူ့ဒီဟာလေးကတော့နည်းနည်းလေးရှိသွားမှာပေါ့နော်သူဒါညံမီတလောက်လေးသုံးနေတဲ့ဟာလေးတွေနောက်ပြီးတော့ရှိမှဒီလို blogger တွေဆိုအဲ့ဒါကိုဝါဒနာဖြစ်တဲ့အတွက်ကြောင့်မလို့ခုလိုမျိုးပြောပြရနော်ကြိုက်တဲ့လူလည်းရှိရင်ကြော်သွားဆိုရင်အရင်တော့ဆိုရင်သူက Miss Lawata ဆိုလို့ရှိရင်အကုန်ဆုံးပလုံညောင်သုံးနေဒါပေမဲ့အခုနောက်ပိုင်းအသက်ကြီးလာတဲ့ခါကျ Miss Lawata ကိုကဈေးသက်သာတဲ့ဟာတွေကိုသုံးပြီးတော့လို့မပြောင်းတဲ့ခါကျရင်မျက်နှာပေါ်မှာဒီကြံခဲ့လို့ဖြစ်တဲ့ပြဿနာနောက်ထပ် skin care ကိုထပ်ပြီးရှင်းရအဲ့တော့အဲ့ဒါအဆင်မပြေဘူးအဲ့တော့ Miss Lawata ဆိုရင် Bioderma ကဟာလေးကိုသုံးတယ်ဒါ sensitive skin တွေအတွက်ကိုကောင်းတယ်
ဒါ travel site လေးပေါ့နော်ဟိုကိုခီးသွားရင်ဖြစ်ဖြစ်အဲ့ထဲမှာအလွယ်တကူဆိုရင်ဒါလေးတည်သွားတယ်ဘူးကြီးတော့စုဝဲထားတယ်ဘူးကြီးကပိုတန်တယ်ပြီးရင်လှည့်ပြီးတော့ဒီထည့်ထားတယ်အဲ့ makeup wipe ရဲ့ခေါင်းလေးကိုဒီလိုတို့ကင်ပြီးသွားတယ်လေဒါဘလော့ကအမကြောက်ပြောလို့ပေါ့နော်ဒီလိုဖြတ်တာကဒီအောက်ပိုင်းဆိုရင် okay တယ်ဒီနားရောက်လို့ရှိရင်ဆိုတော့ဒီလိုမပုတ်တော့ဘူးဒီအတွင်းထဲကိုပြန်ပုတ်တဲ့ပုံစံမျိုးလေးသုံးမယ်ပေါ့နော်အဲ့ဒါကအဲ့လိုသုံးခြင်းရဘာအတွက်ကောင်းစီလဲဆိုလို့ရှိရင်ဟိုခဏဟိုကိုကဒါကိုအမြဲ push လုပ်နေတဲ့ခါကျရင်ဒီနားလေးကအရေးပြားပို့နှုတ်တယ်လို့ပြောဒါကြောင့်မလို့တင်းတိတ်ဖြစ်ရင်ဒီလိုနားကိုဖြစ်တာအများတယ်အဲ့နားနေမှာတဆင်ဒီလိုကူးကုန်တာပေါ့နော်အဲ့တော့အဲ့လိုဟာမျိုးဆိုလို့ရှိရင်တေချာပေါက်ဒီနားဆိုရင်ဒီအတွင်းလေးကိုလိုပုတ်တာမျိုးတိုနာသုံးရင်လည်းအဲ့ဒီနည်းလေးတိုင်းပဲသုံးပေးရမယ်ပေါ့နော်စကားအများနှခမ်းနာနေပြီးရောရေဓာတ်ပြည့်စီတဲ့ဟာကိုအမြဲတမ်းသုံးရမယ်ဒီဝက်ချန်သမားပဲဖြစ်ဖြစ် normal ပဲဖြစ်ဖြစ် dry ပဲဖြစ်ဖြစ်ရေဓာတ်ပါတဲ့ပစ္စည်းမျိုးကိုသုံးတာဒီအသားရည်ပစ္စည်းမျိုးနှုံးကိုဒါ short ချပေးတယ်ပေါ့နော်အဲ့လိုလေးသုံးရမယ်ပြီးတော့တိုနာသုံးပြီးွားရင်လည်းကိုကပထမတစ်ဆင့်ဆိုလို့ရှိရင်ညဘက်ဆိုလို့ရှိရင်တိုနာကိုတေချာဘက်ဂွန်းနဲ့တစ်ဆင့်သုံးပြီးမှလက်ထဲထည့်ပြီးနောက်တစ်ဆင့် tap ဆိုပြီးအဲ့လိုမျိုးလေးသုံးတယ်မနက်ဘက်ဆိုလို့ရှိရင်တော့ကိုကညရဲ skin care လုပ်ထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့မနက်ဘက်ဆိုရင်တော့တေချာဘက်ဂွန်းနဲ့မသုံးလက်လေးကိုတေချာဆေးပြီးတော့လက်နဲ့ပဲ tap လုပ်ပြီးတော့ဒါသုံးဖြစ်တယ်ပေါ့နော်ဆို step by step ရဲ့ကြားထဲမှာ second လောက်ကတော့ချပြီးတော့သုံးရမယ်ပြီးတော့ sun cream မဖြစ်မနေသုံးရမယ်အဲ့တော့နည်းနည်းလေးတစ်ခါလေးပြောရင်းနဲ့ဆက်သွားလိုက်မယ်နော်ထုံနာထဲမှာနည်းနည်းလေးဈေးလေးနည်းနည်းတော့ပေးရမယ်အရင်လည်းမဟုတ်ဘူးအရန်ကောင်းတဲ့တိုနာလေးကိုရရှိထားပါတယ် Magic Cube လို့ခေါ်ရတဲ့တူရဲ့အဲ့ဒီက HR ဆိုတဲ့ဟာလေးသူက glutathione glow toner အရန်ကောင်းညနာပေါ်လိမ့်ပြီးသွားတာနဲ့ glow ရတာဆိုတော့အဲ့ glow ဖြစ်တာကိုပဲကြိုက်တယ် matte ဖြစ်တာကိုမကြိုက်ဘူးဆိုတော့အဲ့ toner လေးလည်းအရန်ကောင်းတယ်ပြီးတော့ဒီ essence အဲ့ဒါလေးသုံးနေဆိုတော့ပြီးရင် moisturizer ခါလေးကြလို့ရှိရင်ဟိုဗာလဲ makeup ကတော့အစောပိုင်းနေရဆိုတော့ foundation သုံးရတာမကြိုက် BB သုံးတယ်နော်ဆိုဒါဆိုရင်လုံးဝ original camera နဲ့ရိုက်ထားမျက်နှာအနိကပြောင်းအောင်လန့်ထွက်ပြီပေါ့ okay ကျေးဇူးတင်ပါတယ် product လေးတွေအခုလိုမျိုးပေါ့နော် budget ဒီ brand လေးဖြစ်တဲ့ product လေးတွေ short လို့ရတဲ့ဟာမျိုးလေးဆိုရင် short ပြီးတော့တချို့ဟာမျိုးလေးတွေမှာဆိုလို့ရှိရင်ဒီလိုအသုံးထည့်တဲ့ပစ္စည်းလေးတွေသုံးပါပြီးတော့ကို invest လုပ်ဖို့အတွက်ကိုအရေးကြီးပါတယ်ဖန်ကြည့်လိုက်တာနဲ့စိတ်ချမ်းသာတယ်လीနော်ပြီးတော့သူများကိုမြင်ဟေးလာတယ်တားယူလေးလာတယ်ဘယ်လိုပဲချမ်းသာဆိုလဲစိတ်ချမ်းသာတယ်လीအဲ့တော့ကိုစိတ်ချမ်းသာဖို့အတွက်ကိုရင်းနှီးမြှုပ်နှံဖို့ပြောချင်ပါတယ်ပြီးတော့ဒီတက်တာလေးတွေကလှလေးလည်းလှဒါပေမဲ့စုတက်ပြခြင်းနဲ့တလားဟိုမပါလာဘူးဟိုဟာလေဒီထဲမှာတက်ပြကြည့်လိုက်မယ်ကွယ်နော်ရှည်တော့ရှည်သွားတယ်တလားဒါပေမဲ့ကြည့်လိုက်ဖို့ကွယ်နော်တီးခံပြီးတော့ဟိုဒါနဲ့တက်ဖို့မလွယ်ဘူးနဲ့တူတယ်သူကညခုံဝင်းညက်တဲ့ Oh my god ခုံဝင်းညက်တဲ့ဟာကြီးဆိုဖေးဟာတဲ့လားမသိဘူးဒီလိုတဲ့ဘလို့တက်ရလားမသိဘူးမြင်အောင်မြင်ပါတစ်ခုတက်ကြည့်လိုက်မယ်နော်ညခုံဝင်းညက်တဲ့ဟာဆိုတော့လေသူ့ကိုညက်တဲ့ညက်တန်လေးရှိတယ်အဲ့ညက်တန်နဲ့မှသူက okay อ่ะအေးစင်မပြေပါဘူးတော့မှညက်ပြပါတော့မယ်